မင်္ဂလာပါ Clover Olympiad Mathematics YouTube Channel မှာကြိုဆိုပါရစေ။ဒီနေ့ဒီချေကlogical thinking primary 2 logical thinking မှာပါတဲ့ပုံစံလေးတစ်ပုဒ်ကိုရှင်းပြပေးမှာဖြစ်ပါတယ်။ဒီချေကတော့ဒီချက် Clover ပါ။ဟုတ်ပြီပထမဆုံးပုံစံကိုသွားကြမယ်နော် The numbers below follow the arithmetic sequence. What is the 60th number? ဆိုပြီးတော့သူကဒီမှာကိန်းတန်းတစ်ခုကိုပေးထားတယ်ကိန်းတန်းက222ကစတယ်222 218 214 216ဆိုပြီးတော့ကိန်းတန်းကိုကြည့်လိုက်တဲ့အခါမှာလျော့သွားတာကိုတွေ့ရတယ်ဒါကလျော့သွားတယ်ပေါ့နော်ကဏ္ဍတွေကလျော့သွားတယ်တွေ့ရတယ်ပြီးရင်ဒီမှာပြောထားတာက arithmetic sequence လို့ပြောထားတယ် arithmetic sequence ဆိုတဲ့သဘောကပေါင်းပွားကိန်းတန်းလို့ပြောရမယ်ပေါ့နော်အဲ့ဒါကတော့သူကပေါင်းပြီးတော့ပဲကဏ္ဍတွေကတိုးသွားတာပဲဖြစ်ဖြစ်ကဏ္ဍတွေကတူညီစွာနဲ့လျော့သွားတာပဲဖြစ်သွားတယ်ပေါ့နော်အဲ့တော့ arithmetic sequence လို့ဒီမှာတွေ့ပြီဆိုတာနဲ့ဒီချေတို့ကဘာရှာရမှာလဲဆိုရင်သူတို့မှာရှိတဲ့ခြားနာခြင်းတွေကိန်းတွေရဲ့ခြားနာခြင်းတွေကိုရှာရမယ်အဲ့တော့ပထမကိန်းက220ဒုတိယကိန်းက218သူတို့နှစ်ခုရဲ့ခြားနာခြင်းကိုရှာလိုက်မယ်222ထဲက218ကိုနှုတ်တော့4အဲ့ဒါ decrease of 4လျော့သွားတယ်ပေါ့ဒါဆို4လျော့သွားတယ်ဟုတ်ပြီနောက်ထပ်ဒုတိယကိန်းနဲ့ကနေတတိယကိန်းကိုနှုတ်ကြည့်လိုက်တော့လေ4လျော့သွားတယ်နောက်ပြီးတော့တတိယကိန်းနဲ့ကနေပြီးတော့စတုတ္ထကိန်းကိုနှုတ်ကြည့်လိုက်တော့လေ4ရတယ်အဲ့လိုပဲ210ဖြစ်တဲ့စတုတ္ထကိန်းနဲ့ကနေပြီးနောက်ပြစမကိန်းကိုနှုတ်ကြည့်လိုက်ရင်လည်းမဖြစ်မှာဆိုရင်4ပဲရတာကိုတွေ့ရမယ်ဒါကြောင့်မို့ဒီခြားနာခြင်းတွေက4ဖြစ်နေတယ်ဟုတ်ပြီခြားနာခြင်းတွေက4ဖြစ်နေတယ်တွေ့ရတယ်အဲဒါ common difference က4လို့ပြောတာပေါ့နော်ဒါဆိုရင်ဘယ်လိုလုပ်မလဲဆိုရှင်သူ့မှာဒီ arithmetic sequence လို့ပြောရဲပေါင်းပွားကိန်းတန်းတွေမှာ formula ရှိတယ်ကိန်းလုံးအရေးအတွက်ကိုရှာကိန်းဘယ်နှကြိမ်မြောက်ပေါ့နော်ဘယ်နှကြိမ်မြောက်ကိန်းလုံးကိုရှာတဲ့အခါမှာပုံသင်နည်းရှိတယ်ပုံသင်နည်းက un equal to a plus n minus 1 into t a ကဘာကိုရည်ညွှန်းတာလဲဆိုရင် a က the first number ပထမဆုံးကိန်းဒီ222ကိုပြောတာn minus 1ကကြတော့ n minus 1ကကြ n ကအကျင့်အရေးအတွက်ကျင့်ရည်အတွက်တွေက1ကိုနှုတ်ပြီးတော့ဒီမှာနောက်ကဒီ d နဲ့မြောက်တယ် d ရတော့ဒီမှာ common difference ပုံခြားနာခြင်း4ကိုပြောတာအဲ့4နဲ့မြောက်ပေးရမှာအဲ့ကြတော့ဒီချေတို့ကဒီမှာဘယ်လိုလုပ်ရမှာလဲဆိုလို့ရှိရင်ဒီမှာက16ကြိမ်မြောက်ကိုရှာခိုင်းတယ်အဲ့တော့16ကြိမ်မြောက်ဆိုတော့ n နေရာမှာ16ပေါ့16တွေကဘာနှုတ်မှာ1နှုတ်လိုက်မယ်အဲ့တော့ teacher တို့ကဒီမှာပုံသင်နည်းကိုမှတ်မိရင်တော့မှာဒီမှာ16 10လို့ပေးထားရင်16ကြိမ်တွေကဘာနှုတ်လိုက်မလို့ဆိုရင်1ကိုအရင်ဆုံးနှုတ်လိုက်မယ်နှုတ်ပြီးတော့လို့ရှိရင်နောက်ကခြားနာခြင်းနဲ့ဒီမှာမြောက်ထားတာဆိုတဲ့အတွက်ဒီမှာခြားနာခြင်းက4ရှိတယ်ဒါကြောင့်မို့ဘာနဲ့မြောက်အောင်ဆိုရင်4နဲ့မြောက်မယ်ဒါကြောင့်16ထဲက1ကိုနှုတ်မယ်15ဖြစ်မယ်15ကို4နဲ့မြောက်မယ်4နဲ့မြောက်ပြီးရင်ဘာလုပ်ရမှာလဲဆိုရင်ဒီမှာရှေ့ဆုံးကိန်းနဲ့ဒီမှာပါလာတော့ပေါင်းရမလို့ပြောထားတယ်သို့ပေမဲ့ဒီကိန်းတန်းကကြတော့လျော့သွားတဲ့ကိန်းတန်းဖြစ်တယ်လျော့သွားတဲ့ကိန်းတန်းဖြစ်တာမို့လို့ဒီမှာကခြားနာခြင်းက4ကလျော့သွားတဲ့အတွက်ကြောင့်မို့လို့နှုတ်ပေးရမယ်ဒါကြောင့်မို့ဘယ်လိုဖြစ်သွားမလဲဆိုတော့ဒီမှာကြည့်လိုက်မယ်220ရှေ့ဆုံးကိန်းနဲ့ရနေပြီးတော့ဒီမှာ16ထဲက1ကိုနှုတ်လိုက်တော့ရတဲ့15ရေ4ရေအရင်မြောက်ပြီးတော့မှ220တရားမှာနှုတ်လိုက်တဲ့အခါမှာ220ထဲက60ကိုနှုတ်လိုက်တဲ့အခါမှာအဖြေက162ကိုရတယ်ဟုတ်ပြီနော်အလွယ်မှတ်မယ်ဆိုရင်တော့ဒီမှာ16ချိန်ပေးထားတယ်ဆိုရင်တင်နှုတ်လိုက်မယ်15ဖြစ်သွားမယ်15ကိုခြားနာခြင်းနဲ့မြောက်မယ်မြောက်ပြီးရင်သူကဒါရော့သွားတဲ့ကိန်းနဲ့ဖြစ်တဲ့အတွက်ရှေ့ဆုံးကိန်းတွေကအဲ့ဒီမြောက်လက်ကိုနှုတ်ပေးလိုက်ရုံပဲဟုတ်ပြီဒါဆိုရင်နောက်တစ်ပုဒ်သွားကြည့်မယ်နော်နောက်တစ်ပုဒ်ကဒီကိန်းနဲ့ပေးထားတယ် arithmetic sequence လို့ပဲပြောတယ်ဒါဆိုရင်လည်းဒါခြားနာခြင်းတွေတူညီတဲ့ကိန်းစဉ်တန်းဖြစ်တယ်လို့ပြောတာသူရှာခိုင်းတာက11 times ကိုရှာခိုင်းတယ်ဒါဆိုရင်အရင်ရှေ့ကပုံစံအရဆိုရင်ဒီမှာ17ရှိတယ်17တွေကဘာကိုနှုတ်ရမှာလဲဆိုတော့1ကိုနှုတ်ရမှာပေါ့17တွေက1ကိုနှုတ်ပြီးဘာနဲ့မြောက်ရမှာလဲခြားနာခြင်းနဲ့မြောက်ရမယ်ဒါဆိုရင်ကျမတို့ဒီချေတို့ကခြားနာခြင်းကိုရှာဖို့လိုလာပြီခြားနာခြင်းရှာကြည့်မယ်အဲ့တော့ပထမဒုတိယကိန်းနဲ့ပထမကိန်းရဲ့ခြားနာခြင်းက23ဒါဆိုရင်တိုးသွားတာတွေ့ရတယ်ပြီးရင်ဒုတိယကိန်းနဲ့ဒုတိယကိန်း23စတုတ္ထကိန်းနဲ့
တတိယကိန်းကလည်း23ပစ္စမကိန်းနဲ့စတုထကိန်းကလည်း23ပဲဖြစ်ပါပဲဒါကြောင့်ခြားနာခြင်းကအတူတူပဲခြားနာခြင်းက23ဖြစ်နေပြီဆိုတော့ဒီချေတို့ကဗာလဲမြောက်ရမှာနော်23နဲ့မြောက်ရတော့မှာပုံသင်ကြီးကတော့အရင်ပုံသင်ကြီးတိုင်းပဲဒါပေမဲ့တခုသိထားရမှာကဒီကိန်းတန်းကကြတော့ဒီလိုတိုးသွားတဲ့ကိန်းတန်းဖြစ်နေတယ်ရှေ့ပု္ပ္ပာမှာကြတော့ရော့သွားတဲ့ကိန်းတန်းဖြစ်လို့ရှေ့ဆုံးကိန်းလေးကနေနှုတ်ပေးရတာအခုကကြတော့ရှေ့ပု္ပ္ပာမှာလို့မဟုတ်ဘဲနဲ့ဒီကိန်းတန်းကတိုးသွားတဲ့ကိန်းတန်းဖြစ်တဲ့အတွက်ပုံမှန်လိုပဲ17ထဲက1နှုတ်မယ်1နှုတ်တော့10ဖြစ်သွားမယ်10ဖြစ်ပြီးတော့ခြားနာခြင်း23နဲ့မြောက်ပြီးတဲ့အခါမှာဘာလို့ရမှာလဲဆိုရင်အဲ့ဒီမှာရှေ့ဆုံးကိန်းဖြစ်တဲ့18လေးကပေါင်းပေးရမှာဖြစ်တယ်အဲ့ကြောင့်မို့ဒီ share ဘယ်လိုဖြစ်သွားလဲဆိုရင်18အပေါင်း17အနှုတ်1အမြောက်23ဖြစ်သွားတာအဲ့တော့17ထဲက1နှုတ်တော့10ဖြစ်တယ်တွေ့လား11 10ဆိုရင်တစ်တာနှုတ်လိုက်10ဖြစ်သွားမယ်10ကိုဒီခြားနာခြင်းနဲ့မြောက်တယ်ပေါင်းပွားကိန်းနဲ့တိုးသွားတဲ့ကိန်းနဲ့ဖြစ်တဲ့အတွက်ရှေ့ဆုံးကိန်းနဲ့ပေါင်းပေးလိုက်တယ်အဖြေက240ခွန်ရတယ်ဟုတ်ပြီနော်ဒါဆိုရင်ဒီနေ့ရှင်းပြလိုက်တဲ့သင်ခန်းစာကိုနားလည်မယ်လို့ဒီချက်ကညွှန်လင်းပါတယ်တခြားဒီလိုမျိုးပုံစံတွေအလားတူပုံစံတွေမှာလည်းဒီလိုမျိုးပုံစံတွေကိုသုံးပြီးတော့ရှာလို့ရတယ်နော်ဟုတ်ပြီနောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြမယ်တဒါ